အခုငါပြောပါမယ်အခုဒီနှလုံးကအခုမှဖြုတ်မှတက်မယ်ဆိုလို့ရှိရင်ဖြစ်လိုက်အခုဆရာပဲဆိုတော့ဆရာပြောပါမယ်ဒီနှလုံးဖြုတ်မှတက်မယ်ဆိုလို့ရှိရင်အခုဒီနက်ကိုအခုတချို့ကထွက်သွေးတို့ဝင်ကိုမင်းတို့ပြောတယ်ဟိုနေ့ကမင်းကြားလိုက်မင်းဟိုလူပြောပါလေမင်းထွက်သွေးတို့ဝင်ကိုဆိုတာမင်းနားလေလားမင်းပြောတယ်လားမင်းဟောက်ပါလားထွက်သွေးတို့ဝင်ကိုဆိုတာအခုတဝေတို့ဆိုလို့ရှိရင်အဲ့ဒါဟိုရှေ့ခက်ကဟိုပယ်ရန်ဆရာတွေပဲဆရာတွေကဒါသူတို့ရှေ့နီးလန်းဟောင်းကွာတဝေတို့ဆိုတာအခုဒါဘယ်ဘက်ကိုလဲတာဒါဘယ်ဘက်ဆိုလို့ရှိရင်လက်ဝဲကိုရစ်တာတဝေတို့မကိုင်းလားလက်ဝဲရစ်တာဒီတဝေတို့အားဒီပြုတ်တယ်ဟုတ်လားလက်ရရစ်ဆိုလို့ရှိရင်ညာဘက်ကိုလဲတာကိုအဲ့ဒါဒီကြက်တာဟုတ်လားအဲ့ဒါတမျိုးကြည့်နေတော့တမျိုးထပ်ပြောပါမယ်အခုကြတော့တမျိုးကြတော့နိုင်ငံတကာမှာသုံးတဲ့နီလန်တမျိုးပြောတာနိုင်ငံတကာမှာကြဘယ်လိုတင်လဲဆိုတော့ဒီမှာအခုဒီနှလုံးဖြုံးမယ်ဆိုလို့ရှိရင်ဒီမှာကြီးဒီလက်ကိုမြင်အောင်ရိုက်ရင်ဟုတ်ချေဒီလက်မလက်သီးဆုပ်လက်မထောင်တာပေါ့တက်လားအဲ့လက်မဒီမှာဒါမျိုးထားတယ်ဒီဘယ်ဘက်ကိုစိုက်ချပြီဆိုရင်အနိုင်ကျွတ်တာဒီညာဘက်ကိုပြန်ပြီးတော့မိုင်းကြက်တာအဲ့ဒါကျတော့ညာဘက်လက်စီးမင်းလို့ခေါ်တယ်ညာလက်စီးမင်းလို့ခေါ်တယ်လက်မထောင်ထားတယ်ကွာဒီဘက်ကိုဘယ်ဘက်ကိုဖိချလို့ရှိရင်ကျွတ်တာညာဘက်ကိုဆိုရင်ကြက်တာအဲ့လည်းမတို့မပြောဆိုတော့တမျိုးထပ်ပြပါပြီသူနိုင်နေဘူးတယ်မှာလက်တန်းနဲ့နိုင်လက်တန်းဘယ်ဘက်လဲညာဘက်ကိုတစ်ဖက်တည်းလဲဒီဘက်ပြန်လဲဘယ်ဘက်ပြန်လဲလဲညာဘက်ပဲလဲအဲ့ဒါမှတ်ထားအခုမင်းတို့ဒီနေ့လုံးဦးမှာကွာဒီနေ့လုံးကဦးမှာချွတ်ထားတယ်ဒီနေ့မင်းပြန်ကြက်မယ်ဆိုလို့ရှိရင်နိုင်လက်တန်းလဲတာသိတယ်မလားညာဘက်ကိုလဲတာအဲ့နိုင်လက်တန်းလဲတယ်လို့ကိုညာဘက်ကိုလှည့်သွားအဲ့ဒါကကြောက်ပါလေဟုတ်လားချွတ်ချင်တယ်ဆိုလို့ရှိရင်နိုင်လက်တဲ့စက်ညစ်ဘက်ကိုပြန်လဲအဲ့ဒါကျွတ်လိုက်ဟုတ်လားလေအခုဒီနေ့လောက်ကွာချွတ်ပြီးတက်ပြီးဆိုလို့ရှိရင်ကွာဥမာမင်းတို့တောင်းကတော့တောင်းတယောက်မတူဘူးကွာကိုအားသန်နီလန်း3လန်းနဲ့တလန်းလောက်ကွာမှတ်တာကိုဖြုတ်ပြီးဆိုလို့ရှိရင်ဥမာထပ်သွေးတို့ဝင်ကိုကွာမှတ်မိတယ်ဆိုရင်အဲ့နီလန်းကိုကြိုက်တယ်ဆိုလို့ရှိရင်ဖြုတ်တာနဲ့ဒါဖြုတ်ပြီးဆိုရင်ထွက်သွေးတို့ဒါသွေးတို့ဆိုတော့မှောက်ပါကြက်လဲဝင်ကိုမှောက်ပါဟဲ့လားအဲ့ဒီကကျတော့အခုမှရုံညာလက်စီးမင်းတတိဆောက်တာလက်မောက်ထောင်လာတယ်အဲ့ဘုရားမျိုးကိုအခုအဲ့နီလန်းကိုကြိုက်တယ်ဆိုလို့ရှိရင်အချုပ်ဆိုရင်လက်မောက်အောက်ဖိချတယ်ကြက်ရင်လက်မောက်အပေါ်မားတင်တယ်အဲ့တော့မှတာနောက်တစ်ယောက်ကကြောက်တမျိုးမတူဘူးကွာအကောင်လုံးတမျိုးတနီလန်းကြိုက်ရင်ဒီလန်းတော့နောက်တစ်ယောက်ကအခုမှအနေနဲ့နှစ်ခုလုံးမမတ်မိဘူးမှခတ်တယ်နိုင်လက်တန်ပုံစံမျိုးကြိုက်ရဆိုလို့ရှိရင်နိုင်လက်တန်ဒီညာဘက်ကိုပဲအမြင်နဲ့လဲနိုင်လက်တန်လဲတဲ့ဘက်ဒီကြက်တဲ့ဘက်ဟုတ်လားဆန့်ကျင်ဘက်ဒီချွတ်တဲ့ဘက်ဟုတ်လားကွာချုပ်ပြီးဆိုရင်ဒါနိုင်လက်တန်ရဲ့ဆန့်ကျင်ဘက်ကိုလှည့်တာနော်အဲ့လိုမှတာအဲ့ကိုပြန်ချက်ပြီးဆိုရင်ဒါနိုင်လက်တန်လဲတဲ့